စိတ်ချပါဟာဟာလေနေ့အတွက်ဆိုလို့ရှိရင်လူမိုင်းလို့ခေါ်ခိုင်းရတာမဟုတ်ဘူးငါကြီးမဆိုင်ပါဘူးငါဒီလိုအရင်ကလိုပဲဒီကောင်းမှာငါကိုယ်တိုင်ဒီပိုင်းပြန်ပေးရပါလားဟိုမျိုးလေအထူးစားလုံးလို့နှစ်တိုင်းပန်ပေးနေကြပဲအခုလည်းပန်ပေးနေအားလေလေငါ့ကိုလာပြီးစော်ခိုင်းတော့ငါတိခံလို့အခုဘယ်သူ့ကိုစော်ကားသွားလို့လဲဒီကိုပေါ့ဟမ်ငါ့ကိုသူတို့ကငါ့ကိုဘာပြောရတာဟိုမြင်ရတဲ့အရင်နေ့တည်းတဲ့ဆိုင်နဲ့လုံးကြီးပေါ်လာလေးဖြစ်ပြီးတော့ပုံလှလာတယ်စိတ်ချပါဟာငါလေနေ့အတွက်ဆိုလို့ရှိရင်လူမိုင်းလို့ခေါ်ခိုင်းရတော့ငါကြီးမဆိုင်ပါဘူးငါဒီလိုအရင်ကလိုပဲဒီကောင်းမှာငါကိုယ်တိုင်ဒီပိုင်းပဲရမှာဟိုမျိုးလေအထူးစားလုံးလို့နှစ်တိုင်းပန်ပေးနေကြပဲအခုလည်းပန်ပေးနေငါလည်းလေငါ့ကိုလာပြီးစော်ခိုင်းတော့ငါတိခံလို့အခုဘယ်သူ့ကိုစော်ကားသွားလို့လဲဒီကိုပေါ့ဟမ်ငါ့ကိုသူတို့ကငါ့ကိုဘာပြောရဟိုမြင်ရတဲ့အရင်နေ့တည်းတဲ့ဆိုင်နဲ့လုံးကြီးပေါ်လာလေးဖြစ်ပြီးတော့ပုံလှလာတယ်စိတ်ချပါဟာငါလေနေ့အတွက်ဆိုလို့ရှိရင်လူမိုင်းလို့ခေါ်ခိုင်းရတော့ငါကြီးမဆိုင်ပါဘူးငါဒီလိုအရင်ကလိုပဲဒီကောင်းမှာငါကိုယ်တိုင်ဒီပိုင်းပြန်ပေးရမှာလားဟိုမျိုးလေအထူးစားလုံးလို့နှစ်တိုင်းပန်ပေးနေကြပဲအခုလည်းပန်ပေးနေငါလည်းလေငါ့ကိုလာပြီးစော်ခိုင်းတော့ငါတိခံလို့ရတယ်အခုဘယ်သူ့ကိုစော်ကားသွားလို့လဲဒီကိုပေါ့ဟမ်ငါ့ကိုသူတို့ကငါ့ကိုဘာပြောရဟိုမြင်ရတဲ့အရင်နေ့တည်းတဲ့ဆိုင်နဲ့လုံးကြီးပေါ်လာလေးဖြစ်ပြီးတော့ပုံလှလာတယ်စိတ်ချပါဟာငါလေနေ့အတွက်ဆိုလို့ရှိရင်လူမိုင်းလို့ခေါ်ခိုင်းရတော့ငါကြီးမဆိုင်ပါဘူးငါဒီလိုအရင်ကလိုပဲဒီကောင်းမှာငါကိုယ်တိုင်ဒီပိုင်းပြန်ပေးရမှာလားဟိုမျိုးလေအထူးစားလုံးလို့နှစ်တိုင်းပန်ပေးနေကြပဲအခုလည်းပန်စိတ်ချပါဟာငါလေနေ့အတွက်ဆိုလို့ရှိရင်လူမိုင်းလို့ခေါ်ခိုင်းရတော့ငါကြီးမဆိုင်ပါဘူးငါဒီလိုအရင်ကလိုပဲဒီကောင်းမှာငါကိုယ်တိုင်ဒီပိုင်းပြန်ပေးရမှာလားဟိုမျိုးလေအထူးစားလုံးလို့နှစ်တိုင်းပန်ပေးနေကြပဲအခုလည်းပန်ပေးနေ
နေ့အတွက်ဆိုလို့ရှိရင်လူမိုင်းလို့ခေါ်ခိုင်းတော့ငါဘူးဆိုင်ပါဘူးဟောငါဒီကိုယမိကလိုပဲဒီဘုံမှာငါကိုယ်တိုင်ဒီပိုင်းပြန်ပြရမှာလေ ။ဟိုမြကလည်းအထူးစားလို့လို့နှစ်တိုင်းပန်ပေးနေတာပဲအခုလည်းပန်ပေးပေါ့။ အားလေဘာလို့လာပြီးဆိုတော့ ဘယ်လိုဆော်ကားသွားလို့လဲ။ ရုပ်ဟော ဟာမဟုတ်ဘူး။ဘယ်လိုမှမပြောပါဘူး ဟိုငါတဲ့လူမျိုးတွေဆိုရင်တော့လုံးဝပေါ်လာတယ်ဆိုတော့ကျေလာလာ မင်းကလေးကြီးရတယ်အမေမရှိရဲ့တော့ရဲ့တဲ့ဆက်ရှိအောင်ဝယ်လိုက်စမှာဝယ် စိတ်ချပါဟာဟာလေနေ့အတွက်ဆိုလို့ရှိရင်လူမိုင်းလို့ခေါ်ခိုင်းတော့ငါဘူးဆိုင်ပါဘူးဟောငါဒီကိုအရင်နှစ်ကလိုပဲဒီကောင်းမှာငါကိုယ်တိုင်ဒီပိုင်းပြန်ပြရမှာလား ။ဟိုမြကလည်းအထူးစားလို့လို့နှစ်တိုင်းပန်ပေးနေတာပဲအခုလည်းပန်ပေးပေါ့ အားလေလေငါ့ကိုလာပြီးစော်ခိုင်းတော့ငါသိခံလို့ရတယ် ။အခုဘယ်လိုဆော်ကားသွားလို့လဲ ဒီကိုပေါ့ ။ဟာငါ့ကိုသူကငါ့ကိုပြောတာ ဟိုငါတဲ့ဟိုအရင်နှစ်တွေတည်းစားရင်လည်းဟိုလုံးကြီးပေါ်လာလေးဖြစ်ပြီးတော့ပူလှလာတယ်